နှစ်စဉ်မိခင်များနေမှာပန်းတွေကပ်ပြားတွေနဲ့ကျေးဇူးတင်လွှာတွေပြည့်နှက်နေတတ်ပါတယ်။ဒါဟာအယမ်းလှပပြီးမိခင်တွေဟာဒီဂုဏ်ပြုမှုတွေနဲ့ထိုက်တန်ပါတယ်။ဒါပေမဲ့ဖခင်များနေကတော့ပိုပြီးတိတ်ဆိတ်ပါတယ်။တခါတလေမင်းရော့နေသလိုတောင်ဖြစ်တတ်ပါတယ်။ဒါဟာဖခင်အများစုရဲ့နေထိုင်မှုပုံစံနဲ့ကိုက်ညီနေသလိုပါပဲ။တိတ်ဆိတ်နဲ့နောက်ွယ်ကနေလက်ခုပ်တန်တွေမပါပဲနေမထွက်ခင်နိုးထားလာတဲ့ဖခင်တယောက်အချောင်းကိုစဉ်းစားကြည့်ပါသူကိုယ်တိုင်အလိုရှိလို့မဟုတ်ပဲမိသားစုကသူ့ကိုလိုအပ်လို့ပါသူမချစ်တဲ့အလုပ်တစ်ခုကိုလုပ်ခဲ့ရတဲ့ဖခင်တယောက်ဟာသူ့သားသမီးတွေသူမရခဲ့ဘူးတဲ့ရွေးချယ်ခွင့်တွေရဖို့အတွက်ပါထမင်းစားပွဲမှာတိတ်ဆိတ်ထိုင်နေတဲ့ဖခင်တယောက်ဟာသူဂယုမဆိုင်လို့မဟုတ်ပဲသူပြောပြဖို့ခက်ခဲတဲ့ဝင်တို့ဝင်ပိုးတွေကိုထမ်းပိုးထားလို့ပါသူဟာငါမင်းတို့ကိုချစ်တယ်လို့အတန်ထွက်ပြီးဘယ်တော့မှပြောချင်မှပြောခဲ့ပါလိမ့်မယ်။ဒါပေမဲ့သူဟာနေ့တိုင်းရှိနေပေးခဲ့တယ်။ဒါဟာသူ့ရဲ့ချစ်ချင်းမြတ်တာဖော်ပြမှုပါပဲ။ဖခင်များနေဟာလူတိုင်းအတွက်ရိုးရှင်းမနေဘူးဆိုတာကျွန်တော်သိပါတယ်။တချို့ဖခင်တွေဟာရှိနေပေမဲ့တကယ်ရှိနေပေးမှုမရခဲ့ကြဘူး။တချို့ကတော့ဖခင်မရှိပဲကြည်ပြင်းခဲ့ရတယ်။သင်တို့ရဲ့ခံစားချက်တွေကအမှန်တရားတွေပါ။ဒါဟာနာကျင်မှုတွေမရှိသလိုမျိုးဟန်ဆောင်ရမယ့်နေ့တစ်နေ့မဟုတ်ပါဘူးဒါပေမဲ့ဒီနေ့မှာကျွန်ုပ်တို့သတိထားမိဖို့ရွေးချယ်လိုက်တာကအောင်မြင်ခဲ့တဲ့မိသားစုတိုင်းရဲ့နောက်ွယ်မှာဘယ်သူမှသတိမထားမိတဲ့အရာတွေကိုလှုပ်ဆောင်ပေးခဲ့တဲ့ဖခင်တယောက်ရှိနေတတ်တယ်ဆိုတာပါပဲဒါဟာညာဘက်အလုတ်ဆင်းနေတဲ့ဖခင်တွေအတွက်ပါ10နာရီကြာအလုတ်လုပ်ပြီးနောက်ကလေးတွေကိုအားကစားတင်ကြားပေးနေတဲ့ဖခင်တွေအတွက်ပါဘဝကစီစဉ်ထားသလိုဖြစ်မလာတဲ့အခါမီးတွေကိုပြုစုပြောထောင်ပေးနေတဲ့အဖိုးတွေအတွက်ပါကျွန်ုပ်တို့နဲ့အတူမရှိတော့တဲ့ဖခင်တွေအတွက်လည်းဖြစ်ပါတယ်သူတို့ရဲ့လက်ကိုတစ်ခါလောက်ပြန်ကင်ခွင့်ရချင်ကြတဲ့သူတွေအတွက်ပါတင်တို့ကိုကျွန်ုပ်တို့မြင်ပါတယ်တင်တို့ကိုကျွန်ုပ်တို့ဂုဏ်ပြုပါတယ်တင်တို့ရဲ့တန်ဖိုးကတင်တို့ထင်ထားတာထက်ပိုပါတယ်ဒီနေ့မှာတင်တို့ရဲ့ဖခင်အသက်ထင်ရှားရှိနေသေးရင်သူ့ကိုဖုံးဆက်ပါစာပို့ပါပြောပြပါသူကတော့ဒါကိုအရေးတကြီးလုပ်မှာမဟုတ်ပါဘူးဒါပေမဲ့ဒီလိုတိတ်ဆိတ်တဲ့သူတွေဟာဒါကိုရင်ထဲကနေနက်နက်ရှက်ချိုင်းခံစားရပါတယ်ဖခင်များနေ့မှာပျော်ရွှင်ပါစေအမြဲတမ်းရှိနေပေးခဲ့တဲ့ကြံ့ကြံ့ခံရပ်တည်ခဲ့တဲ့သူမိသားစုကိုသူသိတဲ့အကောင်းဆုံးနည်းလမ်းနဲ့ချစ်ပေးခဲ့တဲ့လူသားတိုင်းအတွက်ပါတင်တို့ကိုဘယ်တော့မှမိမှာမဟုတ်ပါဘူး